လေးပေါ့နော်မိတ်ဆက်ပြီးဆိုတော့ကျတို့ RLE အကြောင်းလေးနည်းနည်းပြောပြရင်ပေါ့နော် RLE ဆိုတာကဒီ GD subject တွေက reasoning through language arts ရဲ့မှာအတူကောင်းအနေနဲ့ပြောတာပေါ့နော်ကျတော့အဲ့ဒါကဆိုရင်ကျတို့ GD လေးဘာသာလုံးရဲ့မှာ GD လေးဘာသာရဲ့ကတစ်ဘာသာအပါဝင်တော်တော်များများကတော့ဒီဟာကိုအခက်ဆုံးလို့ပြောတယ်ပေါ့နော်ကျတော့သင်ဦးတဲ့သူတွေရောဟုတ်လားယင်ဒီဟာအခက်ဆုံးလို့ထင်တယ် အဲ့လေးပါချေ RLE okay RLE ပေါ့နော်ကျတော့အာဒီတော့ကျတို့က RLE ဆိုရင်ဒီခေါင်းစဉ်အတိုင်းမဟုတ်ဘဲနဲ့သူ့ရဲ့မှာပါတဲ့ reasoning နဲ့ language arts ကိုလည်းခွဲပြီးတော့နားလည်ဖို့လိုတယ်ကျတော့ကြာအရင်ဆုံးအနေနဲ့ကျတို့ language arts ဆိုတာဘာလဲဆိုတော့ပြောပြမယ်ပေါ့နော်ကျတော့ language arts ဆိုတာကကျတို့ language skills တွေကိုအသုံးပြုတာလေ့လာတာကို language arts ဆိုပြီးခေါ်တယ်ကျတော့ language skills ဒီထဲမှာဆိုရင်ကျတို့အနေနဲ့ familiar ဖြစ်တာဆိုရင် reading writing ရဲ့ listening speaking ကလေးခုကတော့ familiar ဖြစ်တယ်ပေါ့နော်ခြေပြောတာကိုကောင်းကောင်းကြားလိုက်ရင်အတန်တိုးနေရှိလားဟုတ်တယ်ကြားရနော် okay မကြားဘူး screen share မမြင်ရတော့ဆိုချေတန်းပြောလို့ရရနော် okay တော့ဒီ skills လေးခုမှာဆိုရင်ကျတို့လေးခုကတော့ familiar ဖြစ်တယ်နောက်ဆုံးတစ်ခုကတော့ viewing ဆိုတာပါတယ်ပေါ့နော် viewing ဆိုတာကတော့ကျတို့ RLE မှာဆိုတာထက်ဒီ social studies တို့ science တို့မှာပို့ပြီးတော့ပါတယ်သူကကြတော့ visual text တွေဒီပုံဥမာဆိုရင်ပုံတွေတို့ tables တွေတို့ charts တွေတို့အဲ့ဒါတွေကိုကျတော့ interpret ကောင်းကောင်းလုပ်နိုင်တာကို viewing skill ဆိုပြီးတော့ခေါ်ရပေါ့နော်ဒါပေမဲ့ကျတို့ကဒီမှာက skills ၄ခုလုံးမပါဘူး viewing ကတော့ပါတယ်ဒီအပေါ်၄ခုထဲမှာဆိုကျတို့ဘယ်နှခုပဲပါတာလဲဒီမှာကနှစ်ခုပဲပါတယ်ချေဘယ်နှခုနှစ်ခုတည်ကြနှစ်ခုပဲဟာရည်လဲ reading နဲ့ writing reading နဲ့ writing ဟုတ်တယ်နော်ဒါကြတော့ listening နဲ့ speaking ကမပါဘူး reading နဲ့ writing ပဲပါတယ် viewing ကပါလားဆိုပါတယ်ဒါပေမဲ့အမြင်နဲ့တော့မပါဘူးပေါ့နော် RLE မှာကတခါလေကြာရင်လဲ charts တွေတို့ tables တွေတို့ထည့်ရင်ထည့်တယ်ဒါပေမဲ့အမြင်နဲ့ဟိုပါတာတော့ရှားတယ်ပေါ့နော် okay ပြီးတော့ချေပြောချင်တာကဟိုဒီစာမေးတဲ့ခါကျရင်ကျတော့ဒီအချိန်လဲအဆင်မပြေမှာဆိုလို့တယောက်ချင်းတော့တခါလေးပဲမေးမယ်ပေါ့နော်စာရေးဖတ်တဲ့အခါဆိုတော့မေးမယ်ဒါပေမဲ့ပုံမှန်ဒီတိုင်းပဲမေးရဆိုရင်တော့အကုန်လုံးကိုတိတာကိုဝင်ပြီးတော့ပြောပေါ့နော်မပြောဘူးဆိုရင်ဟိုပြောလိုက်တယ်ဆိုရင်ပို့ပြီးတော့မှတ်မိလဲကွယ်ပြောကြတော့ပို့ပြီးတော့လဲစဉ်းစားဖြစ်တယ်ပြောကြတယောက်ချင်းမမေးဘူးဆိုမှလည်းဝင်ပြီးတော့ပြောပေါ့နော် participate လုပ်ပေးပါ okay ဟုတ်ပါကြတော့ဒါကကျွန်တော် language arts ကိုခေါ်အောင်ပေါ့နော်ကျွန်တော် language skills တွေဒီထဲမှာဆိုဘာတွေပါအောင်မလဲဆိုတော့ကျွန်တော် grammar ပါမယ် grammar ကတော့အကုန်လုံးသိပြီးသားတရားပေါ့နော်ကျွန်တော်သူကတော့ကျွန်တော် sentence တွေတိဆောက်ဖို့ဆိုရင် grammar ကအခြေခံကြတယ်ပြီးရင်တော့ vocab လို့ရယ်ဒီ orally passage တွေကဆိုရင်ဟိုဒီ part 3မှာဆိုပို့ပြီးတော့ advanced ဖြစ်တယ်ပေါ့နော် advanced passage တွေလာရဲဆိုတော့ကျတော့ vocabulary အားနည်းတယ်ဆိုရင်ကိုက grammar ရရင်တောင်မှပဲနားလည်ရတာကစဉ်းစားရတာခက်လိမ့်မယ်ကျွန်တော် vocabulary အကုန်လုံးကိုသိဖို့လိုလားဆိုတော့အဲ့လောက်ကြီးတော့လည်းမဟုတ်ဘူးအဲ့ဒီ vocabulary ကိုချက်သွားရဲဆိုတာထက်ကိုက guess လုပ်တတ်တဲ့ skill လည်းလိုအပ်တယ်ပေါ့နော်ဒါပေမဲ့ဘယ်လောက်ပဲ guess လုပ်လို့တစ်ခါကြရင် guess လုပ်တယ်ဆိုတာလည်းမှားနိုင်တယ်ဆိုတော့ဟိုတက်နိုင်သမျှတော့ vocab ကိုလည်းတစ်ခါ improve လုပ်သွားတာပို့ပြီးတော့အဆင်ပြေရပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော် sentence structure ဆိုတာကျတော့ grammar နဲ့မတူဘူး။သူကကျတော့sentence တည်ဆောက်ပုံစကားလုံးအဓိပ္ပာယ်ချင်းတူတယ် grammar မှန်တယ်ဆိုတော့မှပဲဘယ်လိုပုံလေးနဲ့ sentence ကို structure လုပ်လိုက်ရင်ပို့ပြီးတော့လှလဲပို့ပြီးတော့ကျတော့ clear ဖြစ်လဲဆိုတာ sentence structure ပိုင်းကိုပြောတာပေါ့နော်။နောက်တစ်ခုကကျတော့ language analysis ဆိုတာပါတယ်။သူကတော့ကျတော့အရေးအကြီးဆုံးပဲ။သူကဘာကိုပြောရလဲဆိုတော့ကျတော့စာတစ်ခုကိုဖတ်တဲ့အခါကျရင်အပေါ်ယံနေမဟုတ်ဘဲနဲ့တကယ်နားလေတာပြီးရင်ဥပမာဆိုရင်ဒီ main idea ကတော့ purpose တို့ဒီလိုဟာတွေကကျတော့ကောင်းကောင်း analyze လုပ်နိုင်တာကို language analysis ဆိုပြီးတော့ခေါ်တယ်။ပုံမှန်ငယ်တော့ကျတော့ဖတ်ခဲ့တယ်ဆိုတာကကျတော့ translate လုပ်နိုင်တယ်ဒီဘာသာပြန်တတ်ရုံပဲရိုးရိုးအပေါ်ယံနားလေရုံပဲပေါ့နော်။ဒါပေမဲ့ RLE မှာကျောင်းသားတွေမရတော့ဘူးဆိုတာကရိုးရိုးဘာသာပြန်ရုံနဲ့မရဘဲနဲ့တကယ် deeper meaning တီကိုနားလည်နိုင်မှပဲဖြေနိုင်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ဒီ reading ပိုင်းဆိုရင်အားနေကြရလို့ထင်တယ်။ okay ဒါကကျတော့ language analysis ပေါ့နော်ဒါကကျတော့ language arts ထဲမှာပါတဲ့ဟာတွေနောက်တစ်ခုကကျတော့ကျွန်တော် reasoning ဆိုတာကိုပြောရမယ်ပေါ့နော်ကျွန်တော် reasoning ဆိုရင်ကြားဘူးလားယင် reasoning ဆိုတာကြားဘူးရဲ့ချေကြားဘူးလေပြောကြည့်ပါဦးမှတ်မိသေးလားဟောအကျိုးအကြောင်းသိနာလားကြိုးကြောင်းတင်တာ okay ရှားသူတွေရောဘယ်လိုတင်လဲအဲ့လိုမျိုးလောက်တာကိုပြောရတယ်တူတယ်ချင်းဘယ်လိုလုပ်တာ
ဇွန်နီတို့ဆိုတော့လေတော့စီလီအောင်တွေ့တော့ရတော့လေအဲ့လိုဟုတ်တယ်ခုနကပြောလို့ပဲလို့အကျိုးအကြောင်းတင်အောင်တို့အဲ့လိုစဉ်းစားရလို့ပြောရနေတွေ့ချင်း โอเคကျိုးချောင်းတင်အောင်စီပြောအောင်ပြောတာပေါ့နော်ဟုတ်ပါတယ်တခြားသူရောပြောပြပါအောင်ချင်ဘသူကြံပါလဲ ဟဲ့သမီး ရှင်းတန်ရှင်းတန် ဟု ပြော တ် ပါ ကဲ့ အောင် သမီးလည်းအဲ့ reasoning ဆိုတာမျိုးတစ်ခုအကြောင်းပြတာတို့အဲ့လိုမျိုးဆိုတာမျိုးပဲထင်တယ်ရှင်အကြောင်းပြတာမျိုးချိုးအကြောင်းစီလေရောဟာမျိုး တဲ့ကျတော့ကျိုးချောင်းစီလီယောရာလို့ပြောရမှာပေါ့နော်ကျွန်တော် reasoning ဆိုတာကကျိုးချောင်းစီလီယောရာကျိုးချောင်းစီလီယောမှုရှိရကျတော့သူ့မှာကကြတော့သူကဆိုရင် critical thinking skills တွေကတစ်ခုပေါ့နော်ကျွန်တော် critical thinking လုပ်ဖို့ဆိုရင် reasoning တစ်ခုရနဲ့လည်းမရဘူးအဲ့တော့ critical thinking ဆိုပြီးပြောရင်ကျတော့အရင် broad ဖြစ်တယ်ကွယ်သူ့မှာကျတော့အရင်ဆုံး information တွေကိုရှာတာကိုယ့်အတာကိုမေးခွန်းထုတ်တာ evaluate လုပ်တာတွေနောက်ဆုံးမှာ conclusion ဆွဲတာတွေ reasoning ဆွဲတာတွေအဲ့ဒါပြီးရင်သူများနဲ့တခါပြန်ပြီးတော့အဲ့ information ကို share လုပ်ပြီးတော့ကြတော့ပြောတယောက်နဲ့တယောက် communicate လုပ်တာတွေအဲ့ဒါတွေအများကြီးပါတယ်ပေါ့နော် critical thinking မှာကြတော့ဒါပေမဲ့ကျတို့ဒီမှာကျတော့ critical thinking ဆိုတာထက် critical reading ဆိုပြီးတော့ပို့ပြောရင်ဒီမှာပို့ပြောမှန်လိမ့်မယ်ပေါ့နော်တော့ critical reading ဆိုတာလည်းစာဖတ်တဲ့အခါကျရင် critically တွေးတာပဲပေါ့နော်တော့ကြတော့ဒါပေမဲ့ reading ဆိုရင်ကျတော့ narrow ပို့ပြော narrow down ဖြစ်သွားတယ်ပေါ့နော်တော့ကြတော့သူ့ကကြတော့ဘာပါလဲဆိုရင်သူကလည်းဒီ analyze လုပ်တာပါတယ် interpret လုပ်တာပါတယ် evaluate လုပ်တာပါတယ်ပေါ့နော်တော့ဒါတွေအကုန်လုံးကဘာလို့လဲဆိုတော့ surface level understanding ကိုကြော်ပြီးတော့ကြတော့ပို့ပြီးတော့ကြတော့တကယ်နားလည်မှုရှိဖို့အတွက်ကျတော့ critical reading ကိုလိုတာကျတော့ဒီမှာပါတဲ့ analyze လုပ်တာ interpret လုပ်တာ evaluate လုပ်တာတွေဆိုတော့ကျတို့ကသင်ရင်းနဲ့မှာပဲပြောသွားမယ်ပေါ့နော်ကျွန်တော် analyze နဲ့ interpret ကတော့ကျွန်တော်ဒီနေ့မှာရှင်းပြမှာ evaluate ဆိုတာတော့ information text မှာပြောမှာသူကကြတော့ဗာလဲဆိုတော့အကဲဖြတ်တယ်ဆိုပြီးခေါ်တယ်အကဲခတ်တာမဟုတ်တော့အကဲဖြတ်တာဆိုပြီးခေါ်တယ်ဥပမာကျွန်တော်ပစ္စည်းတွေဆိုရင်လည်းဟိုကောင်းလားမကောင်းဘူးလားအသုံးဝင်လားမဝင်ဘူးလားဆိုကျွန်တော်လိုက်ပြီးတော့အကဲဖြတ်တယ်လို့ပဲကျွန်တော်စာတစ်ပုဒ်ကိုဖတ်တဲ့အခါကျရင်ဒီစာကဘယ်လောက်အသုံးဝင်လဲဘယ်လောက်ထိ information တွေက reliable ဖြစ်လဲဘယ်လောက်ထိယုံကြည်ရလဲမှန်ကန်မှုရောရှိရလား information တွေရောမှန်ရလားဆိုတာတွေကျွန်တော်လိုက်ပြီးတော့အကဲဖြတ်နေရတယ်ပေါ့နော်အဲ့ဒါကို evaluate လုပ်တယ်ဆိုပြီးတော့ခေါ်တယ်ဒါတွေအကုန်လုံးကိုလုံနိုင်မှာပဲ critical reading ဆိုပြီးတော့ခေါ်တယ်ပုံမှန် vocabulary လေးနားလည်တယ်ဘာပြောရလဲဆိုတာအပေါ်ယံလေးနားလည်တယ်ဘာသာပြန်တတ်တယ်ဆိုတာကတကယ် critical reading မဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့ဒါကကျတော့ကျွန်တော်ငယ်ငယ်တုန်းကပဲလုပ်တဲ့လုံးဝ basic ပိုင်းပဲရှိသေးတယ်တွေ့ကြတော့ဒီ critical reading ဆိုတာကဒီ test ကဘာကိုပြောလဲဆိုတာနဲ့နားလည်တာလည်းမဟုတ်ဘူးဘယ်လိုပုံစံနဲ့ပြောထားလဲဘာလို့ဒီဟာကိုရေးရလဲ purpose ခေါ်ရပေါ့နော်ဘာလို့ဒီဟာကိုရေးထားတာလဲသူ့ရဲ့မှာသူပြောချင်တဲ့အဓိက main point တွေကဘာတွေလဲဆိုတာဒီကျွန်တော်နားလည်တာကိုမှ critical reading ဆိုပြီးခေါ်ရပေါ့နော်ပြီးတော့ဒါကကြတော့ကျွန်တော် reasoning ကနေပြီးတော့ကြတော့အရင်ဆုံး critical thinking reasoning က critical thinking ရဲ့ skill တစ်ခုဆိုတာကိုပြောတယ်အဲ့နောက်မှာ critical thinking ဆိုတာအရင် broad ဖြစ်လို့ critical reading ဆိုပြီးပြောင်းပြောရပေါ့နော်အဲ့နောက်မှာ critical reading ဆိုတာဘာကိုပြောရလဲဆိုပြီးရှင်းပြနေတာဒါပေမဲ့ reasoning ကိုမရောက်သေးဘူးပေါ့နော်ကျွန်တော်ဒီနားမှာနားမလည်ဖြစ်သွားမှာဆိုတော့ပြန်ပြောပြတာဒီတော့ကျတော့ reasoning ကကျွန်တော်ခုနကမပါဘူးဆိုတော့အခုမှပြောပြမယ်ကျွန်တော် reasoning ဆိုတာကကျွန်တော် critical reading ရဲ့မှာcomponent တစ်ခုတစ်စိတ်တစ်ပိုင်းပဲပေါ့နော်တော့သူကဘာလဲဆိုတော့ logical conclusion တွေဆွဲတာကို reasoning လုပ်တယ်ဆိုပြီးတော့ခေါ်တယ်အဲ့ဒါကိုမှကျွန်တော် conclusion တွေကောင်းကောင်းဆွဲနိုင်ရမယ်ကောင်းကောင်း explain လုပ်နိုင်ရမယ် explain လုပ်တဲ့အခါမှာလည်းကိုယ့်ရဲ့မှာထင်မြင်ယူဆချက်အပေါ်မူတည်ပြီးတော့စီလျော်အောင်ပြောတာမဟုတ်ဘဲနဲ့တကယ် evidence တကယ်စစ်မှန်တဲ့ information တွေ fact တွေအပေါ်မှာပဲမူတည်ပြီးတော့ကျွန်တော်က conclusion တွေဆွဲမှာအဲ့ဒါကို reasoning ဆိုပြီးတော့ခေါ်ရပေါ့နော်ခါလေကြရင်ကျွန်တော် reasoning ဆွဲတာတွေကဟိုဒီကိုယ့်ရဲ့မှာထင်မြင်ယူဆချက်တွေပေါ်မှာမူတည်ပြီးတော့ဆွဲရရှိရပဲတော့ဒီဟာကိုကျွန်တော်နားလည်အောင်လို့ဒီစာနဲ့ပြောရင်နားမလည်မှာဆိုလို့သင်ချာမှာပါတဲ့ဟာနဲ့ပြောပြရပါတော့ကျွန်တော် reasoning ဆိုတာကကျွန်တော် mathematics မှာလည်းရှိတယ်ဒါကြောင့်မို့လို့ကျွန်တော် GE မှာက mathematical reasoning ဆိုပြီးခေါ်တာပေါ့နော်ကျွန်တော်အဲ့ဟာလေးကိုဒီမှာကျတော့ math ဆိုပြီးခေါ်လို့ကြတော့နည်းလေး reasoning ပါတာကိုမေ့နေချတယ်ပေါ့နော်ခေတော့ဒီ exam မှာဆိုရင်ကျွန်တော် a equal to b b equal to c ဆိုပြီးပါတယ်အဲ့တော့ကျတော့ဒါကကျွန်တော်information ပေါ့နော်ကျွန်တော်ပေးထားတဲ့ information တော့သူ့ကိုကျွန်တော်တစ်ခါလေးကျရင် premise ဆိုပြီးလည်းခေါ်တယ်
ညဒီမှာဒါကကြတော့အရင်မသိရင်လည်းရရပေါ့နော် reasoning ဆွဲဖို့အတွက်အခြေခံထားတဲ့ information ဆိုရင် premise ဆိုပြီးခေါ်တယ်အဲ့ဒီ information ကိုအခြေခံပြောကြတော့ကျွန်တော် conclusion အနေနဲ့ဘာထုတ်လိုက်လဲဆိုတော့ a equal to c ဆိုပြီးကြတော့ထုတ်လိုက်တယ်တော့ဒါကြီးတစ်ခုလုံးကခြေတို့ရဲ့ထင်မြင်ယူဆချက်တွေပေါ်မှာမူတည်ပြီးတော့ဆွဲလိုက်တဲ့ conclusion မဟုတ်ဘူးပေါ့နော်ကျွန်တော်သူ့ရဲ့မှာဒီခိုင်လုံတဲ့အချက်လက်တွေပေါ်မှာမူတည်ပြီးတော့နောက်ဆုံးမှာ conclusion ဆွဲလိုက်တာ reasoning ပဲဖြစ်လားစီလျော်မှုရှိတာဆိုစီလျော်မှုရှိတယ်ဘာလို့လဲဆိုတော့ A က B နဲ့ညီတယ် B က C နဲ့ညီတယ်ဆိုမှတော့ B နေရာမှာ C ကိုစထွက်ရင် A နဲ့ C နဲ့ညီသွားပြီပေါ့နော်တော့ဒီမှာဆိုရင်ကျွန်တော် reasoning ဆိုပြီးတော့ခေါ်တယ်တော့ဒါဆိုရင်ကျွန်တော် conclusion ဆွဲတာက A equal to C ဆိုရင်ကျွန်တော် reasoning ဆိုတာဘယ်နားမှာဖြစ်သွားလဲစဉ်းစားကြည့်ပါဦးခြေပြောတာကိုကြားရသေးရဲ့နော် ကြားရပါတယ်ချေ ကြားရနော်โอเคတော့ခြေပြောနည်းနည်းတော့မြင်နေမယ်တင်တယ်ဒီဟာကကျွန်တော်ပေးထားတဲ့ information ထားတာတော့အဲ့ဒါကိုကျွန်တော် conclusion ဆွဲလိုက်တယ် A equal to C ဒါကကျတော့ conclusion ဆိုပြီးခေါ်တယ်ဒီဟာကကျတော့ကျွန်တော် base လုပ်ထားတဲ့ information တနည်းအားဖြင့် premise ဆိုပြီးခေါ်တယ် premise premise ဆိုပြီးခေါ်တယ်ပေါ့နော်ဒါဆိုရင် reasoning ဆိုတာဒီနားမှာဘယ်နားမှာဖြစ်သွားလဲဒီမှာအဲ့ဒီဟိုစာ promise ပိုင်းမှာဖြစ်တာတကြ A နဲ့ B နဲ့တူတယ် B နဲ့ C နဲ့တူတယ်ဆိုတဲ့ပိုင်း A နဲ့ B နဲ့တူတယ်တော့အဲ့ဒါကြီးကပေးထားတဲ့ information မဟုတ်ဘူးလား ဟုတ်တယ်ချေ အဲ့ဆိုကျွန်တော် reasoning ကဘယ်နားမှာဖြစ်သွားတာလဲ ဒီအဲ့ဒီပေးထားတဲ့အချက်ကိုကြည့်ပြီးတော့ကိုယ်နဲ့ကိုယ်တွဲချိတ်ချလိုက်တာမျိုးလားချေ โอเคတော့ကျတို့ဒီမှာကျတော့ကိုယ်တိုင်လောက်ရတဲ့ reasoning ဆိုရင်ဟုတ်တယ်အဲ့တော့သူပေးထားတဲ့ information ဒီဟာအဲ့ဒါနေကျတို့ကဟိုနောက်ဆုံးအနေနဲ့အဖြေက A equal to C ဆိုပြီးပြောင်းလိုက်တယ်ပေါ့နော်ကျတော့ဒီ information နေဒီအောက်က information ကိုရဖို့အတွက်တွေးလိုက်တဲ့ပုံစံကို reasoning ဆိုပြီးခေါ်တယ်အဲ့ဒါကိုမှကျတို့ကသူ့ရဲ့မှာပေးတဲ့ information ရော reasoning ပဲဖြစ်ရလားဆိုတာလည်းတစ်ချက်ပြန်ကြည့်ရမယ်ပေါ့နော်ဒါပေမဲ့ဒီမှာကတော့ equal to ပေးထားဆိုတော့ကျတို့ကတော့ပြမေးခွန်းထုတ်လို့တော့မရဘူးဒါပေမဲ့ကျတို့ကိုစာနဲ့ပေးတယ်ဥမာ argument တွေဖတ်တဲ့ဟာမျိုးဆိုရင်တော့သူစာရေးဆရာရေးထားတာကသူရေးထားတာရော reasoning ပဲဖြစ်ရလားဆိုတခါပြန်ပြီးတော့ evaluate လုပ်ပြီးလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာကျတော့ဟိုသင်ချာနဲ့ဆိုင်တဲ့ဟာပြီးတော့ကျတော့ equal to နဲ့ရေးထားဆိုတော့ကျတော့ကျတော့မေးခွန်းမထုတ်တော့ဘူးပေါ့နော်သူကရော reasoning ပဲဖြစ်ရလားဆိုတော့မမေးတော့ဘူး reasoning ပဲဖြစ်တယ်ဆိုပြီးတော့ယူဆပြီးတော့ပဲဒီဟာကိုဖြေလိုက်မယ်ပေါ့နော်တော့ reasoning ကဘယ်နေရာမှာဖြစ်သွားလဲဆိုတော့ဒီ information ကနေအောက်က information ဖြစ်အောင်လို့တွေးလိုက်ရတဲ့ပုံစံလေးကို reasoning ဆိုပြီးတော့ခေါ်တယ်ပေါ့နော်သူကရလာတဲ့အဖြေကိုကြတော့ကျွန်တော် conclusion ဆိုပြီးတော့ခေါ်တယ်အပေါ်ကဟာကိုကြတော့သူပေးတဲ့ information ဒါမှမဟုတ်ရင် premise ဆိုပြီးတော့ခေါ်တယ်ပေါ့နော်ကျွန်တော်ဘာလို့ချေဒီဟာကိုပြောနေလဲဆိုတော့ကြတော့ချေတို့ RLA မေးခွန်းနေရလဲအဲ့လိုပဲ A equal to B B equal to C ဆိုတာကချေတို့ပေးမဲ့ passage နေရာမှာလာမယ်ပေါ့နော်အဲ့ဒါကိုမှချေတို့မေးခွန်းမှာဒီ questions တွေမှာ choice တွေကလာလိမ့်မယ်အများကြီးလာလိမ့်မယ်အဲ့ဒါကိုမှကျွန်တော်ဒီဟာကနေဒီအဖြေကိုရစီမဲ့ဟာကို reasoning ဆွဲပြီးတော့ကျွန်တော်ဖြည့်ပေးရမယ်ပေါ့နော်တော့ကျတော့ဒီနေရာမှာကpassage ဒီနေရာမှာကအဖြေလာမယ်ပေါ့နော်အဲ့တော့ကျတော့ကျွန်တော် reasoning ဆိုတာဒီလိုပုံစံလေးဆိုတော့နားလည်ထားရမယ်နောက်တစ်ခုကကျတော့ဒီလိုမျိုး conclusion တွေကRLA မှာကျတော့စာနဲ့ရေးရတာကွယ်သင်္ချာလိုမျိုးတိတိကျကျရေးလို့မရဘူးပေါ့နော်ဒါကြောင့်မို့လို့ conclusion တွေကဆိုရင် likely ပဲဖြစ်တယ် likely ဆိုတာကဖြစ်နိုင်ခြေရှိတယ်အဖြစ်နိုင်ဆုံးနေရာမှာဖြစ်နိုင်ခြေတွေထဲမှာအဖြစ်နိုင်ဆုံးဟာကိုကျွန်တော်ရွေးပြရပါတော့တို့ကြတော့သူတို့ကဆိုရင်တော်တော်များများပေါ့နော်အကုန်လုံးတော့မပြောဘူးဟိုလုံးဝမဟုတ်ဘူးလို့လည်းမပြောဘူးတော်တော်များများကဆိုရင် likely ဖြစ်တယ်လုံးဝမှန်တယ်လို့တော့ပြောလို့မရဘူးဒါပေမဲ့ဖြစ်နိုင်ခြေတွေအကုန်လုံးတွေကမှာဖြစ်နိုင်တာကိုပြောပါပေါ့နော်ဥပမာဆိုရင်ကျတို့ကို situation တစ်ခုပေးရထားပါတော့ story တစ်ပုဒ်ပေးရအဲ့ story ရဲ့မှာနောက်မှာဆိုရင်ဘာဆက်ဖြစ်နိုင်လဲဆိုပြီးမေးရထားပါတော့ဒါဆိုရင်ဖြစ်နိုင်ခြေတွေကအများကြီးနောက်အနာဂတ်ဆိုတာလည်းဖြစ်နိုင်ခြေတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဖြစ်နိုင်ခြေတွေတဲမှာကျတော့ဒီလက်ရှိအခြေအနေကိုကြည့်ပြီးတော့ကျတော့ဘာများဖြစ်နိုင်မလဲဆိုပြီးတော့ကျတော့တွေးရတဲ့ဟာကိုကျတော့ဘာရဲ့ predict လုပ်တာပေါ့နော်အဲ့ဒါကျတော့ဒီဟာ reasoning လုပ်ပြီးတော့ကြောင်းမှာနောက် conclusion ကိုဆွဲရတာဒီတော့အဲ့ conclusion မှာဆိုအဖြစ်အများကြီးရှိနိုင်တယ်ဒါပေမဲ့အဲ့ထဲမှာကျတော့အဖြစ်နိုင်ဆုံးအဖြစ်ကိုရွေးရတာဖြစ်တဲ့အတွက်လုံးဝမှန်မယ်လို့တော့အာမမခံဘူးပေါ့နော်ဥပမာဆိုရင်ကျတော့အခု situation မှာဆိုရင်ကျောင်းသားတစ်ယောက်ကစာလုပ်တယ်ဆိုရင်ကျတော့အဖြစ်နိုင်ဆုံးfuture ကို predict လုပ်ရမယ်ဆိုရင်သူဆောင်ပွဲအောင်မယ်အမှတ်ကောင်းမယ်ပေါ့နော်ဒါပေမဲ့
အဲ့ future ကလုံးဝတည်ကြလားဆိုမတည်ကြဘူးပေါ့နော်စာမေးပွဲကြမှာသူနေမကောင်းဖြစ်ပြီးတော့ကြတော့မဖြေနိုင်တာလည်းဖြစ်နိုင်တယ်တကူဖြစ်သွားလို့တောင်းမဖြေလိုက်ရတာလည်းဖြစ်နိုင်တယ်တော့ future မှာဆိုရင်ကျွန်တော်အများကြီးရှိတယ်အဲ့ဒီမှာကျွန်တော်ဒါပေမဲ့အဖြစ်နိုင်ဆုံးဟာတွေကိုရွေးရတာဖြစ်တဲ့အတွက်currently မလုပ်ဘူးဆိုပြီးပြောပါတော့တော့ဒါကကျတော့ future မှာ predict လုပ်တယ်လို့ပဲဒီ reasoning မှာလည်းအတူတူပဲ base information ကနေစာပိုက်ထဲမှာမပေးထားတဲ့ conclusion တစ်ခုကိုကိုယ့်ဘာသာကိုစဉ်းစားပြီးဖြေရတာဖြစ်တဲ့အတွက် guarantee မလုပ်ဘူးပေါ့နော်ဖြစ်နိုင်ရည်ရှိတာပဲရှိရယ်နော် okay နားလည်လားယင် ဟုတ်နားလည်းပါတယ်တချင် နားလည်နော်မေးချင်တာရှိ ဟုတ် သေးလား နားလည်ပါတယ်ချင်းမရှိပါဘူးချင်း မရှိဘူးနော် okay ကျန်တဲ့သူတွေရော okay မရှိဘူးနော်ရှိရင်ချက်ကိုတန်းပြီးနော် okay ကြတော့ဒါကကျ reasoning အကြောင်းနဲ့ reasoning နဲ့language arts ပေါ့နော်ကျွန်တော် reasoning through language arts ဆိုတော့ကျတော့ဘယ်လိုဖြစ်သွားလဲဆိုရင် language arts ကိုအသုံးပြုပြီးတော့ reasoning ဆွဲရတာဖြစ်သွားရပေါ့နော် okay ဟုတ်ပါပြီကျွန်တော်ကျတော့ test format လေးလည်းနည်းနည်းပြောပြမယ်သူကဆိုရင် total က150ရတယ်ဒါပေမဲ့150လုံးဖြေရတာမဟုတ်ဘဲနဲ့10မိနစ်က break time ပြီးရပေါ့နော် essay အတွက်က45မိနစ်ဖြစ်တဲ့အတွက် reading အတွက်ကကျတော့65မိနစ်ရသွားတယ်တော့ part 1မှာဆိုရင် literary တစ်ပုဒ် informational တစ်ပုဒ်ပါတယ်သူက35မိနစ်ရတယ်အဲ့ဒါပြီးရင် external response ပြီးရင် break time ယူရင်လည်းရတယ်မယူရင်လည်းရတယ်ပြီးရင် reading နဲ့ grammar တစ်ခါပြန်ပြီးတော့လာရပေါ့နော်သူကကျတော့နောက်ဆုံးမှာတစ်နာရီလုံးစက်တိုက်ဖြေရတယ်ဒီမှာတတိထားမှာကကျွန်တော် part 1ကနေ part 2ကူးတဲ့အခါဖြစ်ဖြစ် part 2ကနေ part 3ကူးတဲ့အခါဖြစ်ဖြစ်ကူးလိုက်ပြီဆိုတာနဲ့ရှေ့ရ part အပေါ်မှာပြန်ပြီးတော့ကျတော့စစ်လို့ရတာမရှိတော့ဘူးပေါ့နော်တော့ part 1ကနေ part 2ကိုညီမလေးတို့ပြောင်းလို့မယ်ဆိုရင်သူကမေးတယ် review ပြန်လုပ်အောင်မလားပြန်ပြီးတော့စစ်အောင်မလားဆိုပြီးတော့မေးရပေါ့နော်အဲ့ချိန်မှာအချိန်မကုန်ခင်ကိုကပြန်စစ်လို့ရတယ်ဒါပေမဲ့စစ်ပြီးသွားပြီနောက်ထပ် part ကိုကူးတော့မယ်ဆိုရင်တော့သူကပြန်ပြီးတော့မပြီးတော့ဘူးပေါ့နော်အဲ့ part ကိုပြန်မပြီးတော့ဘူးဒီတိုင်းပဲsubmit လုပ်လိုက်တဲ့ပုံစံရောက်သွားတယ်ပြီးရင်ကျတော့1ကနေ2ကိုပြောင်းသွားတယ်အဲ့ဒီမှာတတိထားမှာကသူက1ကနေ2ကိုပြောင်းတော့မှလားဘာညာဆိုပြီးတော့မေးမယ်ပေါ့နော်အများကြီးမေးမယ်အဲ့ဆိုကိုကလောပြီးတော့ကျတော့next တို့ okay တို့အကုန်လုံးရှောက်မနေလိုက်နဲ့ပေါ့နော်စာအုပ်အရင်ဖတ်အခါကျမှကျတို့တချို့ဆိုရင်အဲ့ဒါကိုကြော်ပြီးတော့စက်တိုက်နှိပ်လိုက်တော့ကျတော့ external response ကြော်ပြီးတော့ကျတော့ part 3ကိုရောက်သွားရတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျတော့ external response ကိုပြန်သွားလို့မရတော့ဘူးဖြေလိုက်ရတယ်လို့ဖြစ်သွားမှာပေါ့နော်တော့အဲ့ဟာလေးကိုဂရုစိုက်ပြီးရင်ကျတော့ break time လာလိမ့်မယ်ယူရင်လည်းရတယ်မယူရင်လည်းရတယ်ယူရဲဆိုရင်တော့သူအပြင်မှာပြန်ပြီးတော့ကျတော့ဗာရဲ့လက်မှတ်ထိုးတာဗာညာပြန်လုပ်ရတယ်ပေါ့နော်အဲ့ဒါအချိန်ယူတဲ့အတွက်နောက်ဖေးသွားဗာညာဆိုလည်းမြန်လေးတော့လုပ်ရတယ်ပေါ့ဆိုအဲ့မှာလူဆောင်ရည်လည်းရှိရပေါ့နော်တော့ break time ပြီးပြီဆိုရင်ကျတော့ part 3သွားရပေါ့နော်သူကတော့စက်တိုက်ဖြေရတယ်နားလို့မရပါဘူးတော့ဒါကကျတော့ test format လေး test format ပေါ့နော်ပြီးရင်ကျတော့ question format ကကျတော့၄မျိုးရှိရဲအဲ့ဒီမှာ fill in the blank ဆိုရဲ collect ဖြေရကျတော့ကျတော့တိတ်တော့မလာတော့ဘူးဒီလာတာကဒီ3ခုကအဓိကအဲ့မှာဆိုရင် multiple choice ကတော့အကုန်လုံးသိရပေါ့နော်တော့အဖြေပေးထားတဲ့ယူရတာနောက်တစ်ခုကကျ drop down ကလည်း multiple choice လိုပဲအဖြေပေးထားတာဒါပေမဲ့ तू ကဒီမြားပုံစံမျိုးနှိပ်လိုက်ခံမှာကျတော့အဖြေတဲ့ကြာလာပေါ့နော်တော့ तू ကဒီလိုမျိုးနေရာမယူတော့ဘဲနဲ့တင်ထားတဲ့ပုံစံလေးလုပ်ထားတာတော့ဒါပေမဲ့ multiple choice လိုပဲအဖြေရနေယူရတာပေါ့နော်ပြီးရင်ကျတော့ drag and drop ဆိုတာရှိတယ်။ तू ကကျတော့ဒီ choice တွေကအများကြီးပေးထားပါတော့အဲ့ဒါမှာကိုလိုချင်တဲ့ဟာလေးတစ်ခုတည်းပဲတွားပြောကျတော့နေရာမှန်မှာတွားပြောဖြေရတာအစင်လိုက်ဆိုရင်လည်းအစင်လိုက်အတိုင်းကိုကနေရာအမှန်ကိုတွားပြောဖြေရတယ်ပေါ့နော်တော့ fill in the blank ကတော့မလာဘူးဒီမှာပါတဲ့အကုန်လုံးကအဖြေတွေကနေယူရတာဖြစ်တယ်ကိုကတောက်ကိုစဉ်းစားရတာဆိုမရှိဘူးပေါ့နော်စဉ်းစားရတော့ဘယ်ဟာအဖြေမှန်လဲပဲစဉ်းစားတာကွယ်အလွတ်ကြီး main idea ကဘာလဲဆိုပြီးတော့ choices မပါဘဲနဲ့မေးတာမျိုးမရှိဘူးပေါ့နော်တော့ကြတော့အတားချက်ကဆိုရင်ကျတို့အဖြေကကိုရှိမှာပဲရှိတယ်တို့ကြတော့စဉ်းစားရလွယ်တယ်အဖြေမှားတစ်ခုကိုဖယ်နိုင်ရင်ကျတို့ရဲ့အဖြေမှန်ရနိုင်တဲ့ chance ကပို့ပြီးတော့အလိုလိုနေမြင့်သွားမယ်ပေါ့နော်ဒါကြောင့်မလို့ကျတော့အမှားတွေကိုအရင်ဆုံးဖယ်တဲ့ elimination method ဆိုတဲ့ဟာကိုသုံးတာပေါ့နော်တို့ဒါရလဲကျတို့နောက်မှပြောပြမယ်ဒါကကျတော့ question format ပေါ့နော်သူကလည်းနားမလည်နိုင်စရာအကြောင်းတော့မရှိဘူးနောက်တစ်ခုကကျတော့ scoring ရဲ့ကျတော့သူကကျတော့ဒီ reading ထက် writing ပေါ့နော် writing ကိုဘယ်လောက်ပေးရ reading ကိုဘယ်လောက်ပေးရဆိုတော့ official ကတင်ထားတာမရှိဘူးဘယ်လိုပဲပြောလဲဆိုရင် writing ကိုသူက20%ပေးရဲဆိုပြီးပြောတယ်ကျွန်တော်အမှတ်200ရဲ့20%ဆိုရင်ကျတော့40ဖြစ်သွားတယ်ပေါ့နော်အဲ့40က writing ဆိုရင်ကျတော့ကျန်တဲ့160က reading ဘိုင်းကိုရောက်သွားမယ်အဲ့မှာ40ကသူတို့
3 trace အတွက် external response မှာ3 trace အတွက်6မှတ်ပေးရပေါ့နော်တော့သူတို့တွေဘယ်လိုမျိုးအမှတ်ပေးလဲတော့ပြောထားတာတိကျမရှိဘူး20ရာခိုင်နှုန်းပဲဆိုကျွန်တော် reading ကို160ဆိုပြီးတော့ပဲနားလည်ထားရပေါ့နော်ဒါကြောင့်မို့လို့ကိုကexternal response ကြော်မယ်ဆိုရင်တော့မှပဲ reading ကအကုန်လုံးနှီးပါမှန်မှပဲအောင်မယ်ဆိုပြီးတော့ပြောကြတာဒါကြောင့်မို့လို့ external response မကြော်ပြီးတော့မရေးနဲ့ဆိုပြီးတော့ပြောတာပေါ့နော်Okay နောက်တစ်ခုကကျတော့ကျွန်တော်ဒါကတော့တိကျမှာပါ145ဆိုမှကျွန်တော်အောင်တယ်165နဲ့194ဆိုရင် college ready နဲ့195အထက်ဆိုရင်ကျတော့ credit ပါတယ်ဆိုပြီးပြောရပေါ့နော် Okay တော့ဒါကတော့ကျွန်တော်RLA အတွက်အရေးကြီးဆုံးလို့ထင်တဲ့ skills လေးကို Okay ချက်ရှိဟာလေးကိုနားမလည်တာရှိလိုက်ရင်မေးချင်တာရှိသေးလား မရှိ ရှိ ဘူး ပါအောင်ချေ မရှိဘူးเนาะ Okay ဒါကကြတော့ကျွန်တော် RLA အတွက်အရေးကြီးဆုံးလို့ထင်တဲ့ skill လေးကိုပေါ့နော်တော့ပထမဆုံးအနေနဲ့ကတော့ reading ကအဓိကကိုကတာကိုဘယ်လောက်ပဲ critical thinking ကောင်းကောင်း reading မရအောင်ဆိုရင်မရဘူးပေါ့နော် reading ကအရင်ဆုံးအရေးကြီးတယ်ပြီးရင် critical thinking ပြီးရင်ကျတော့ background knowledge လည်းလိုတယ်ဟိုပါဆိုရင်ကျွန်တော်မေးခွန်းတွေကအများကြီးလာမယ်ပေါ့နော် character ရဲ့ trait တွေလား setting လား tone လား mood လားဆိုပြီးတော့မေးမယ်အဲ့ဒါကိုကအရင်ကနေကနားမလည်ထားလို့ဆိုရင်မေးခွန်းဖြေလို့မရဘူးပေါ့နော်တို့ကြောင့် background knowledge အနေနဲ့ question type တွေquestion types တွေပြီးရင် analyze လုပ်ရမယ့်အချက်တွေကိုကျွန်တော်သိထားဖို့လိုတယ်။နောက်တစ်ခုကကျတော့ techniques တွေလည်းလိုရပေါ့နော်။ဒီတိုင်းပဲရိုးရိုးကြီးပဲဖတ်ပြီးတော့ဖြေရဆိုတာထက်ကိုယ့်အတာကို tips လေးတွေနည်းလမ်းလေးတွေမှတ်သွားတာကအဖြစ်မှန်ပိုရဖို့ပိုလွယ်တယ်ကွယ်။တို့ကြတော့ techniques ကိုလည်းခြေကအရေးပါတယ်ထည့်ထားရပေါ့နော်။ Okay တော့ဒါလေးတွေကတော့ကျွန်တော်ပြန်ပြောကြတော့အသေးစိတ်ပြန်ရေးထားပါပေါ့နော်။ဒါတိတ်ပြောမလို့ဆိုကြော်လိုက်မယ်။ Okay ဒါကကျတော့GD books တွေပေါ့နော်တော့အများအပြားကကျတော့ Kaplan ရဲ့ McGraw-Hill ရဲ့ကိုကန်ကြရဲ Dummies လည်းကန်တယ် Dummies ကတော့ချေ RLA အတွက်တိတ်ပြောအားမရဘူးပေါ့နော်တော့သူ့ကိုကြတော့လည်းချေဒီထဲမှာတော့ထည့်ပေးထားတယ်ဘာလို့ဆိုသူကအရန်လွယ်တယ်လွယ်တော့ကြတော့ဒီကိုကခုမှစာပြီး prepare လုပ်မှာဆိုရင်ကြတော့ဒီကောင်ကန်တာတော်တော်လေးအဆင်ပြေတယ် Princeton ကတော့အကုန်လုံးအခက်ဆုံးသူပြောရဲပေါ့နော်နောက်တစ်ခုကကျတော့ Learning Express သူကကျတော့full test တွေကောင်းတယ်ပေါ့နော်prepare လုပ်တဲ့အခါမှာဖြည့်ရဆိုတာထက်ဒီစောင်းပွဲနီးတော့မှ full test တွေစက်တိုက်ဖြည့်ခြင်းနဲ့ဆိုရင်သူ့ကိုသုံးလို့ရတယ် parents လည်းရှိရဲ parents ကိုလည်းတိတ်ပြောတော့မကြိုက်ဘူး तू ကထုတ်ထားတာအရန်ကြာပြီဆိုတော့ကြတော့လေ RLA မှာတောင်မှပဲအရင်တော့ဒီ RLA မှာက reading နဲ့ writing က test တစ်ခုစီခွဲဖြည့်ရပါတော့เนาะ तू ကအဲ့ဒီတုန်းကနေအစားအောင်ဆိုကြတော့format တွေပါတိတ်ပြောမတူတော့ဘူးပေါ့နော်နောက်တစ်ခုကကျ crash course तू ကကျ tips လေးတွေပါလေကောင်းတယ် practice question ကတော့နည်းတယ်နောက်တစ်ခုကကျတော့အကုန်လုံးသိတဲ့ workbook ပေါ့နော် workbook ကတော့ RLA အတွက်ကကောင်းတယ်ကျန်တဲ့ဘာသာတွေလည်းကောင်းတယ် science ကဆိုပြီးတော်တော်များကောင်းတယ်ပေါ့နော် science ကတော့တိတ်ပြောမေးခွန်းမတူဘူးနောက်တစ်ခုက official ချပြီးတဲ့ GD flash ဆိုတာရှိတယ်သူကကျတော့ပုံမှန်ဆိုရင် flash card ဆိုရင်စာရွက်လေးမှာလေရှေ့မှာကတစ်ခုစကားလုံးတစ်ခု term တစ်ခု phrase တစ်ခုရေးပြီးတော့နောက်မှာသူ့ရဲ့အဓိပ္ပာယ်ကိုပြောတာเนาะဒါမဲ့ဒီ flash card ကအဲ့လိုဟာမဟုတ်ဘဲနဲ့ practice question တွေကိုသူက flash card ဆိုပြီးတော့ပြောင်းခေါ်တာเนาะအောက်မှာကကျတော့ flash review ဒါကတော့ official မဟုတ်ဘူးသူကတက်ထုတ်ထားတာသူကမှစာပြန်နှွေးချင်တာမျိုးဆိုရင်ဥပမာ main idea ဆိုရင် main idea တစ်ရွက်နောက်မှာက main idea ဘာလဲဆိုပြီးတော့နောက်ထပ်နောက်စာမျက်နှာမှာရေးပေးထားတာမျိုးပေါ့နော်သူကကျတော့ပြန်ပြောနှွေးချင်တာတို့ခေါင်းစဉ်သွားပြောရှာချင်တာတို့ဆိုရင်သုံးလို့ရတယ်ဒီ501ဆိုတာကကျတော့501ဆိုတာကျတော့ official ထုတ်တာတော့မဟုတ်ဘူး Learning Express ကပဲထုတ်ထားတာသူကဆိုရင်ပန်းရောင်လေးနဲ့အနီရောင်လေးနဲ့လိမ်မှုအောင်ရှိရပေါ့နော်အနီရောင်ကရိုးရိုး reading comprehension နောက်တစ်ခုက critical reading ပေါ့နော် reading comprehension ကကျတော့ RLA နဲ့ပို့ပြီးတော့ကိုက်တယ် critical reading ကတော့ net SAT တို့ဘက်ကိုပို့ပြီးတော့သွားမယ်ပေါ့နော်သူကကျတော့ net ပို့ခတ်လို့အနီရောင်လေးကနေစပြီးတော့ကိုက်အဲ့ဒါမှရရဲဆိုတော့ဒီလိမ်မှုအောင်ပြောင်းကိုင်ရင်လည်းရရပေါ့နော်နောက်တစ်ခုကကျတော့ Momatrix ရမှာ secret study guide ဆိုတာသူကလည်းအဲ့ tips တွေပါကောင်းတယ်ပေါ့နော်တော့ကျတော့အရင်တော့ကြည့်ရမယ်ဆိုကြည့်ရမယ်ထဲတော့မပါဘူးကိုကပြင်းလို့သွားပြီးတော့ရှာချင်တာ information ရှာချင်တာလေးရှိရင်ကျတော့သုံးလို့အဆင်ပြေတယ်ဒါကကျတော့တော်များသုံးတဲ့ကြီးစာအုပ်တွေဒါတွေပဲနေမဟုတ်ဘူးတခြားဟာတွေလည်းအများကြီးရှိသေးတယ်ပေါ့နော်ဒါကတော့တော်တော်များများနဲ့ common ဖြစ်တဲ့ဟာလေးမလို့ချက်ထည့်ထားတာ Okay ဒါပြီးရင်ဒါလေးမှာချက်မေးစရာရှိသေးလားယင်စာအုပ်တွေမှာရှိပါဦးရှင် မရှိဘူးเนาะ Okay ဟုတ်ပါပြီ